Hello ဒီဗီဒီယိုလေးကတော့လာအိုနိုင်ငံဆာဗာနာကန်မြို့ကိုအလုပ်ကိစ္စနဲ့အစီအစဉ်မရှိဘဲချက်ချင်းထားသွားဖြစ်ခဲ့တဲ့၃ညရီ၄ရက်ခရီးစဉ်ဗီဒီယိုလေးပါဘန်ကောက်ကနေည9:00နာရီလောက်ကားမောင်းထွက်လာတာမနက်6:00နာရီမှာထိုင်းလာအိုနယ်စပ်တံတားကိုရောက်ပါတယ်ကားပေါ်ကနေနေထွက်တာလေးမြင်လိုက်ရတာကတော်တော်လှပါတယ်နေဆက်ဖြတ်ပြီးလာအိုဘက်ရောက်တော့အစောကြီးရှိသေးတာရဲ့တညလုံးကစီလာရတာပင်ပန်းတာနဲ့ဗီဒီယိုတိတ်မရိုက်ဖြစ်လိုက်ပါဘူးပြီးတော့ဟိုတယ်ချက်ကင်ဝင်ခဏနာပြီးအလုပ်ချိန်ထားတဲ့ coffee house ကိုသွားပါတယ်ဒီဆိုင်လေးကဆာဗာနာကန်ရဲ့အိုကျောင်းဘက်မှာရှိတာပါလူငယ်တွေအလားများပြီးမန်နူးကလည်းစနက်ပုံစံလေးတွေပဲရပါတယ်ဒါကတော့ရမင်းတောက်ခဲ့တဲ့ drink လေးပါအလုပ်ကိစ္စပြီးတော့ညနေဘက်မှာဆာဗာနာကန်ရဲ့နာမည်ကြီးညစေးတဲ့လာအိုချန်လန်ကိုသွားလဲပါတယ်သူကမဲခေါင်မြေပေးမှရှိတာဆိုတော့ဒီအေးလေးနဲ့တော်တော်နေလို့ကောင်းတယ် French colonial ခေတ်ကအစာအိုးဟောင်းနေကြမှာဆိုတော့ vibe ကလည်းတစ်မျိုးလေးရပါတယ်ကန်နာမှာ truck ကားလေးတွေကနေကော့တေးမှတောက်ပြီးထိုင်ရတာကလည်းတကယ်ကို relax ဖြစ်ပါတယ်ညစာကိုလည်းအဲ့ဒီညစီတွေက food court မှာပဲဝယ်စားလိုက်ပါတယ်ဒါကတော့နောက်တစ်နေ့မနေ့ဟိုတယ်ကကျွေးတဲ့ breakfast ပါဒီနေ့လည်းအလုပ်ကိစ္စအတွက် black coffee ဆိုတဲ့ဆိုင်လေးမှာထည့်ချိန်ထားပါတယ်ဒီဆိုင်ကတော့ရမင်းလာအောင်မှာထိုင်မှုသမျှတဲ့မှာအကြိုက်ဆုံးပါပဲသူက garden cake ပုံစံမျိုးအပင်တွေအများကြီးနဲ့ကြကြဝန်းရှိတယ်လို့ဖွင့်ထားတဲ့တခြင်းနဲ့ fight ကတော်တော်မိုက်ပါတယ်အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်ချေးဖို့ပဲဖြစ်ဖြစ်တော်တော်အဆင်ပြေတဲ့ဆိုင်လေးပါအလုပ်ကိစ္စပြီးတော့အပြန်မှာမဆက်ဝင်နေဖြစ်ပါတယ်လာအောင်မှာအနှိတ်ခံရတာကထိုက်တဲ့ဆိုင်စီအများကြီးပို့ပေါ်ရလို့ခံစားရတယ်ပေါ့နော်တနားကြီးကိုဘတ်200ဝန်းကျင်လောက်ပဲကြာခဲ့ပါတယ်နောက်ကျက်ကတော့လဲတဲ့ရက်ပေါ့နော်အရင်ဆုံးအမှတ်တရလက်ဆောင်တွေဝယ်ဖို့လာ house shopping center ကိုသွားပါတယ်သူကဒီမြို့မှာတော့အကြီးဆုံး shopping center တစ်ခုပါပစ္စည်းတွေတော်တော်ဆုံးသလိုတနေရာတဲ့နဲ့အကုန်အပြီးဝယ်လို့ရတယ်လာ coffee တွေဒေတာထွက်စားတောက်ကုန်တွေအပြင်လာရိုးရာချီတဲ့လှလှလေးတွေပါဒီမှာအဆောင်ရပါတယ်လက်ဆောင်ပေးဖို့ဆိုရင်တော့ဒီဆိုင်ကအဆင်ပြေဆုံးပါပဲပြီးတော့တက်အင်ဟန်စီတီကိုသွားဖူးခဲ့ပါတယ်ဒီစီဒီက16ရာစုလောက်ကလေးရရှိခဲ့တာဆိုတော့တမိုင်းဝင်ပြီးလာအိုလူမျိုးတွေအရင်တက်မိုးထားတဲ့နေရာတစ်ခုပါညနေဘက်မှာတော့ငကားရုပ်ထုကြီးရှိတဲ့နေရာကိုသွားခဲ့ပါတယ်သူကမဲခေါင်မြေဘေးမှာရှိတာဖြစ်တယ်လို့လာအိုလူမျိုးတွေရဲ့ယုံကြည်မှုအရာမြစ်ကိုဆောက်ရှောက်တဲ့ငကားမင်းကြီးကိုရည်ဆိုပြီးထုလုပ်ထားတာပါကိုကမ်းမတ်မှာ bit ငကားဆိုပြီးတော့ရိုက်ရှာလိုက်လို့ရရပေါ့နော်ကန်နာတစ်လျှောက်လမ်းလျှောက်ရင်လေးလေးတဖြူးဖြူးနဲ့နေလို့တော်တော်ကောင်းပါတယ်ပြီးတော့အေးစေးနာပြီးချေးဖို့အတွက် Russia Bistro and Coffee ကိုရောက်သွားပါတယ်။ဆိုင်အပြင်ဘက်က Bohemian ဆန်ပင်မဲ့အထဲမှာတော့နေရဲပြီးတော့အဲ့လိုနဂနာပေးရဲ့အိမ်လေးရောက်သွားတယ်လို့ခံစားရတာနဲ့အကြာကြီးမထိုင်ဖြစ်ပဲပြန်လာခဲ့လိုက်ပါတယ်။နောက်ဆုံးနေ့မှာတော့ဘန်ကောက်ပြန်ပါပြီ။ဒါကဆာဗာနာကန်ကကားဂိတ်ပါ။ဒီကနေထိုင်းဘက်ချမ်းတီဘတ်စကားတိုက်ရိုက်စီးလို့ရပါတယ်။နယ်ဆက်ဂိတ်ဖြတ်တဲ့အချိန်လဲဆောင်ပေးပါတယ်။ရမင်းတို့ကတော့မူဒဟန်ဘတ်စတေးရှင်းအထိစီးသွားပါတယ်။တခုရှိတာကသူကလူဆန်းတလောက်တင်တာဆိုတော့ immigration မှာတန်းစီပြီးကားပေါ်ပြန်တက်တဲ့အခါထိုင်ခုံမရတော့တာမျိုးဖြစ်နိုင်ပါတယ်။ရမင်းတို့တောင်ထိုင်းဘက်အဝယ်မှာကားဂိတ်ထိ15မိနစ်လောက်မတက်ရက်စီခဲ့ရပါတယ်။နေ့လယ်စာကိုကောင်းဝင်းထဲကဆိုင်လေးမှာပဲအမြန်စားပြီးတော့မူတဟန်ကနေဘန်ကောက်ကို VIP bus နဲ့ပြန်ခဲ့ပါတယ်။ VIP bus ဆိုတော့မုတ်တွေညစာတွေလည်းကျွေးတယ်လို့ရုပ်ရှင်ကြည့်ရင်အေးအေးဆေးဆေးပြန်လာခဲ့ရပါတယ်။ရမင်းရဲ့လာအိုဆာဗာနာကန်3ညအိတ်လေးရဲ့ခီးစဉ်လေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်